ဟုတ်အားလုံးပဲမြင်ပါပါကျွန်တော်ခုmemory update ကိုအားလုံးစောင့်မျှော်နေကြမယ်ဆိုတော့လည်းသိပြီးသားပါပဲကျွန်တော်လည်းဟိုလက်ရှိလက်တလောအားထည့်နေပါတယ်ဗျဟို15ရက်မတိုင်ခင်ထုတ်ပေးနိုင်အောင်လည်းကြိုးစားနေပါတယ်နောက်ကြဆုံးတော့ဒီလကုန်ပေါ့နော်ဒါလည်းကြူပြောရတာပါဟိုဂျားထဲမှာလည်းကျွန်တော်မျိုးမျိုးစမ်းသပ်ရတယ်လေနော်အခုဒီမှာကျွန်တော်ဒါက home second ဖြစ်ပါတယ်အခုဆိုရင်ဒီမှာကြည့် background ပုံလေးနဲ့အခုလိုမျိုးလှလှပပလေးပေါ့နော်ဒါအရင်နဲ့ဆိုင်လှပလေးနဲ့ပြင်ဆင်ထားပါတယ်ဗျဒါကအရင်တော့ကျွန်တော်သိပြီးသားဖြစ်မှာပါဒါ library ပေါ့နော်အပေါ်က library ထဲမှာရှိတဲ့တခြင်းတွေပေါ့အရင်တော့ဒါသိပြီးသားဖြစ်မှာပါ10မိနစ်ဆို next page သွားရတယ်အခုဆိုရင်ဒီလိုလေးဆွဲလိုက်ရုံနဲ့နောက်စာမျက်နှာဒီလိုတန်းရောက်တယ်ပေါ့နော်ဒီလိုလေးနှိပ်လိုက်တာနဲ့သူ့ရဲ့ menu လေးတွေကိုကြာလာမယ်ဟုတ်ပြီနော်ပြန်ဖြောင်းရင်ဒါလေးပဲโอเคအများကြီးပြင်ဆင်ထားပါတယ်ဗျအခုကျွန်တော်အခုရှာခြင်းနဲ့ဆိုလဲကျွန်တော်အခုအလှသစ္စာတရားရှာမယ်ဗျကျွန်တော်အခုအလှသစ္စာတရားကျွန်တော်ဖွင့်နေတယ်ဒီ keyboard လေးခေါ်လိုက်မယ်ဒါက tablet တွေအတွက်ပေါ့နော်ပြီးရင်လာတာပြီးရင်ကျွန်တော်ဒီမှာ contain နေရာမှာကျွန်တော် start ကိုယူလိုက်တယ်အလာတာစလောက်ရလိုက်မယ်ဒါဆိုရင်အလာတာစာဆိုပြီးတော့ဟိုမှာအလှသစ္စာပဲရှောင်းနေပြီဒီမှာအလှသစ္စာတွေကပေါ်တယ်ပေါ့နော်အဲ့တော့ဒီကမျိုးပေါ့ကိုပဲပုတ်လဲဒါလေးနှိပ်ပြီးတော့ကျွန်တော်ဒီမှာပလီနောင်းဆိုပြီးတော့တန်းဖွင့်လိုက်တာ ਨੇ ဟောโอเคဒီဟာလေးပေါ့နော်ဒါကဟိုကို family တိုက်ဆိုပေမဲ့ပေါ့နော်မိသားစု home တခြင်းဆိုပေမဲ့ကျွန်တော်တို့ကအခုဒီမှာဟိုအများကြီးကျွန်တော်ပြင်ဆင်ထားပါတယ်အခုတယောက်ဆိုနေရဆိုရင်တော့မှပလီနောင်းနှိပ်မယ်ဟိဆိုရင်ဒီလိုကာဝယ်ပေးထားတယ်ပေါ့နော်တေချာလားပေါ့တေချာရသားနဲ့မှတယောက်ကဆိုနေတယ်ပလီနောက်နှိပ်လိုက်ဆိုတော့ထတက်ကြပါဗျာโอเคဒီလိုလေးပေါ့နော်ကျွန်တော်ဒီမှာကာကွယ်ပေးထားတယ်โอเคဟိုအခုကတော့ဒါနောက်တစ်ခုပေါ့နော်ဒီမှာပြချင်တာက keyboard ဒီလိုလေးပေါ့နော်ဒါကဒီလိုလေးတွေပြီးရင် edit ဆိုလဲဒါတိပြီးသားဖြစ်မှာပါဒီလိုလေးဆွဲလိုက်ရုံပဲပြီးရင် keyboard ခေါ်လိုက်မယ်ပြီးရင်ခုနခင်မောင်တို့ဆိုရင်ခလောက်ပဲရလိုက်မယ်ဗျာဒီမှာအဆိုတော်တွေတတိဆက်လက်လုပ်လိုက်မယ်ဟုတ်ပြီနော်ပြီးရနဲ့ကျွန်တော်တို့ဘက်လေးပြန်ဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ဆက်လက်လုပ်ထားတဲ့အဆိုတော်လေးကြာလာမယ်ဘာလို့တချင်းလေးမရှိရလဲအခုဒီမှာအများကြီးကျွန်တော်တို့ပြင်ဆင်ထားပါတယ်အရင်ကလိုမဟုတ်တော့ပါဘူးအခုဒီမှာ set ဟို filter လုပ်ထားတဲ့ text ကဒီဆိုတော်တဲ့တချင်းမရှိလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ clear လေးနှိပ်လိုက်မယ်ဒါဆိုရင်သူတို့ရဲ့ဆိုတော်တဲ့တချင်းကြာလာပြီပေါ့ဟုတ်ပြီနော်ဒါမျိုးလေးပေါ့ဟုတ်ပြီနော်โอเคဒါကနောက်ထပ်ဟိုတချို့ကတော့အသေးစိတ်မပြောတော့ဘူးဗျာဒါနောက်ထပ်အများကြီးရှိတယ်ကျွန်တော်မပြောသေးဘူးနည်းနည်းခြံထားအောင်မယ်နော်ဟုတ်နောက် remote ပေါ့နော် remote ကတော့ဒီမှာပါဒါကတော့ဟုတ်ပြီဒါအခုကျွန်တော် remote မပြောရင်ကျွန်တော်ဒီမှာဟို control bar လေးပေါ့နော် control bar လေးအောက်ခြေကဘာလေးကျွန်တော်ဒါလေးနှိပ်လိုက်တာနဲ့အောက်ခြေကဘာလေးတက်လာတွေ့လာမသိပြင်ဖြောက်ချင်ရင်ဒါလေးနှိပ်လိုက်ရုံပဲโอเคနောက်ထပ်ဒီလေးနှိပ်လိုက်တယ်ကိုကဒီမှာကိုယ်နေတယ်ဗျာရတယ်ဒါလေးဖိပြီးတော့အပေါ်ဆွဲတင်လိုက်ဟောလားဒီလွတ်တဲ့နေရာသွားထားလိုက်မယ်ဗျာဒါဆိုရင်ကိုကြိုက်တယ်လို့ရှာဟုတ်ပြီနော်ပြီးတော့ဒီမှာ pause ဟောကျွန်တော် sorry ကျွန်တော်ဟိုဟာနဲ့ရောသွားလို့pause ဟုတ်ပြီနော်ပြန် play မယ်ဟုတ်ပြီနော်ပြီးရင်စူတန်ပြန်ဖော်မယ်ဟုတ်ပြီနော်ဒါမျိုးပါနော်ပြောချင်တာကဒီလိုမျိုးဘာကိုကိုကြိုက်တယ်လို့ဟိုကလုပ်လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်ပြန်ပြီးတော့ဖြောက်ချင်ဒီလိုလေးပြန်ဖော်ခြင်းဒါလေးပေါ့နော်ဟုတ်ကျွန်တော် mobile mode ကတော့နောက်မှပြမယ်ဗျနော်အခုကတော့ဒီညတော့ဒီလောက်ပဲပေါ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းညွန်နေကြပြီဆိုတော့သိပါတယ်ကျွန်တော်လည်းကြိုးစားနေပါဗျဟုတ်အားလုံးကျေးဇူးတင်ပါတယ်